ချင်းစင်ထက်တော့ဘူပါအောင်တကယ်မင်းမချစ်တတ်တော့မူတာမဆုံးဖြေရှာပြီးကြည့်ခဲ့လေနေရမရှိသိခဲ့တယ်ဆေးရခီးနေခဲ့တယ်ဝေဒနာမီကြည့်လေကွယ်တယောက်ထဲလမ်းလျှောက်တဲ့အချိန်တွေဆုံးလေလွဲမိုးသားချက်ကတိမ်တွေလုံးပြန်မတွေ့ချိန်တဲ့အခါလူတွေကတွေ့ကြတယ်သူဘသူလဲမေးတဲ့အခါဒါတကယ်ချင်းအရင်ကြီးတယ်ကြမ်းမအခုတွေ့ကြမ်းမပဲအခုမေးတယ်အတန်ပါဘူးဟေးအမှန်ကလည်းယူလိုက်မယ်သူစိတ်နဲ့အိပ်ရတဲ့လူလိမ့်ခဲ့ခင်မင်းနဲ့အစိမ့်ကလွဲလို့ဘယ်တော့အခါထူးလိုက်မလဲခင်နာဖြစ်မကြသေးနင်းသာဖြစ်ခွာပြေးမယ်ဆိုငါတကယ်ပဲထင်တာဖြစ်အောင်ရင်နာဖြစ်မှာဟေးတင်မတွေ့နေမလားဖြစ်တာလေးကိုအော်ဒါကလျှော်တာလားရင်မနဲ့လာသေးလို့မအားလို့ပဲနေမှာပါစကားတို့နဲ့ချိတ်ပကပဲကောင်းကင်ကကျဲလေးငါ့ကိုနားလို့ပဲကြိုကြပါဘုံမအားမချောက်တယ်လုံးဝအရာမရောက်တယ်ယူမှုနဲ့ငါချစ်ကိုနေဘာမှကြိုက်လို့တိုင်းတုံးချပါနောက်ပဲတိတ်များသူမတောင်းဆိုပါဘူးဘာဖြစ်ဖြစ်လမ်းမှာတွေ့ကြုံပြတာတော့ပဲခုပြပါလားလို့မျက်မှုရငါ့ကိုလုံးဝပြပိုင်စီတင်ပြစားချလို့တင်ပြစားချလို့ချင်းစတဲ့ချက်တော့ဘူပါအောင်ဒီကနေ့မချစ်တဲ့တော့ဆိုချင်ရှာပြီးကြည့်ခဲ့လေနေရရှိပြီးခဲ့တယ်ဆေးရခီးပြီးခဲ့တယ်ဝေဒနာပြီးကြည့်လို့ရောက်ချဲလမ်းလျှောက်တဲ့ချင်းတွေစီရနာမည်နဲ့ချက်ကကျမတွေ့ချင်တဲ့အခါလူတွေကတွေ့ကြတယ်သူတို့လည်းမေးတဲ့အခါနောက်ဆုံးတော့ချက်ကပြီးနောက်ဆုံးတော့ပြန်ကြပြီးရန်ကုန်ကရောက်တော့ဆက်မကြောက်တော့စကားရှာပြီးဖုန်းဆက်တယ်ဒီလိုအောင်ထားတဲ့ငါကိုအာနာပြီးပြောပြတဲ့အခါဒီစကားရုံးတော့မထွက်ခဲ့လူတယောက်ကိုချစ်မိလို့ဆိုဖြည်းဖြည်းချင်းရှုံးလာတယ်ဘာလို့လဲထားပါအဆုံးရရတာငါကြုံနေတာကဘာတော့မှကြီးရဲ့ဒီကောင်းကြီးရမနေတော့ငါဘက်ကပြီးနေတဲ့ဒီကချက်စီချဲရဲ့ပြောဆိုရရင်ရဲ့ချစ်ရှိရဲ့ကျေးဇူးချစ်ခဲ့နေစင်ရဲ့ဒီဂရီနဲ့ပဲကြောက်ရောက်နေတော့တယ်ဒီကျေးဇူးချစ်ခဲ့ကြရတော့ချစ်ဆိုရဘာလို့ချစ်တာပဲဘယ်တော့ကတော့ပြန်မှုငါလို့ဖြစ်ပါမလားကျိုးတော့ပုံပြရတယ်ကျိုးတာတော့တာနေတယ်ဘာဖြစ်ဖြစ်နေဒီစင်လိုလာချက်ပူပါချက်တော့ဘူပါကျိုးဆိုရတာမှမဟုတ်ဘူးချစ်ရှာပြီးကြည့်ခဲ့လေမရှိခဲ့တယ်ဆေးရည်နေရတယ်ပြောတာကြည့်လေရောချဲလာရှော့ချင်လို့ဆိုလို့ကျမတွေ့ချင်တာဒီကတွေ့ကြတယ်ဒီလိုနဲ့မေးတော့ငယ်ချင်းအေးတယ်ငယ်ချင်းနဲ့ဖုန်းနဲ့မစကားအလွဲကြိုင်ဘလို့ရင်းနဲ့ကျုံးနေတာအစာကုန်မှတ်မိတယ်တော့ချေရတယ်စေဒီနေ့ကျတဲ့ဖြည်းဖြည်းချင်းတော့ပုံအပ်ချင်တယ်ဒီနေ့ပါကျွန်တော်တို့ချင်းဒီနေ့ကြားတဲ့ကောင်တွေမင်းမျိုးဆိုဆက်လာလို့ရောမွေတို့ဘာမှမလုပ်ဘူးပြောစီရတာစိတ်အဲ့ဒါကိုဒီရှိနေတယ်တော့ဒီမှာတို့ချေတယ်အမလို့ကိုလည်းမသိလို့လားအဲ့တော့ညာစပိတ်လို့တော့ပြောတော့ဘာလို့သိလဲဘာမှတကယ်ချင်းပြောရမှာအကောင်းဆုံးပါပဲပြောတော့တဲ့ကြည့်တဲ့နေရေးစမှာမျောအောင်ချင်းကိုပုံစလာဒီကြိုက်တဲ့အတိုင်းကိုရတော့ဒီဘေးကအကောင်းကြီးအချစ်ကပူလာတယ်ဒါပဲဖြစ်ဖြစ်ဒီနေ့အစိမ့်လို့ဒီလိုချက်ပူလာတယ်ဒီလိုချက်ပူပါအောင်ကွာငယ်ချင်းမင်းချက်တော့ပူပါအောင်ဒီကိမင်းချစ်တော့ဒီစီနေပေါင်းနေတယ်ချစ်ရှာပြီးကြည့်ရလေဒီရမရှိဘူးကစီရခီးနေတယ်ချစ်လို့ရောက်တဲ့လမ်းလျှောက်တော့ချင်လို့ဆိုဒီဘယ်လိုလဲပါလဲတောင်းတော့ဘောကျန်တဲ့ချင်တာပါဒီကတွေ့ကြတယ်ဒီလိုနဲ့နေတဲ့အခါဒါပေမဲ့ဒီအရေးကြီးတယ်ချစ်စတဲ့ချက်တော့ဘူးပါတော့ဒီကနေ့ချစ်တဲ့တော့ဆိုချစ်ရှာပြီးကြည့်ရလေနေရမရှိပြီးရစီရခီးဟုတ်တယ်အဲ့ဒါကိုချစ်တယ်ရောက်တဲ့လမ်းလျှောက်တော့ချင်လို့ဆိုအဲ့ဒါကိုထားတော့ဘူးတော့ဒီမှာတွေ့ချင်တဲ့အခါဒီလိုပဲတွေ့ကြတယ်ဒီလိုမျိုးတော့ဘောပေါင်းနဲ့အဲ့ဒီတို့ဘက်တွေအရင်ကဘာညာအဲ့လိုဆိုတော့ဒီလိုတော့ပေါ့နော်